ပါတယ်ခင်ဗျာသားစုကနေပြီးတော့အလူတော်ငွေ10သိန်းတိတိကျပ်စုမဲ့တယ်ပါတယ်ခင်ဗျာကျမချမ်းသာပါစေခင်ဗျာနောက်မပေါ်လားနောက်မပေါ်လားအဲ့တော့ကျွန်တော်တို့ပေးချင်းလေးဒီဘုံလုံးနဲ့ဆက်ပြီးပါလိမ့်ခင်ဗျာYou're